လာပါမောရဲ့တော့ပြောပြမယ်နော်မောကဓမ္မတကူကမောနဲ့မတ်တာနဲ့တွေ့လုပ်ပြီးပြီမောရှုကူဒါရောရှိမတ်တာအင်္ဂါလုပ်ပြီးပြီဒါလည်းပြောတာနော်မောဆိုရင်ပြီးသွားပြီလို့ပြောတာနောက်တစ်ခုကကြတော့နောက်တစ်ခုမောကကြတော့မောမဆန်းမောနဲ့မဆန်းနဲ့တွေ့တယ်ညာတော့အပြင်ခန္ဓာကိုယ်ကြီးနဲ့တွေ့တယ်မောဟာရှိလဲမဆန်းမပြေးနိုင်တော့ဘူးမောဒါပဲလားလဲမဆန်းမစားနိုင်တော့ဘူးပြောတာနော်မောနဲ့ခန္ဓာကိုယ်ကြီးမဆန်းနဲ့တွေ့တာအဲ့ဒါကမောနောက်တစ်မျိုးမလုံနိုင်တော့ဘူးလို့ပြောတာအဲ့ဒါကနောက်ဆုံးတစ်ခုကမောကဘာနဲ့တွဲတာလဲဆိုတော့အရေးအတွက်တွေနဲ့တွဲတာမောချီတော့အိုနေကအရှိမစလို့နောက်တစ်ချိန်ပြောပြပါနော်မောအချီမဟိုရှိတယ်နောက်ထပ်တစ်ရွက်လိုချင်သေးတယ်နော်အဲ့လိုမျိုးပြောတာမျိုးနော်အဲ့မျိုးတွေနံပါတ်တွေနဲ့လာမယ်အရေးအတွက်တွေနဲ့အဲ့ဒါကနောက်ထပ်ဆိုတဲ့အဓိပ္ပာယ်နော်နောက်တစ်ခုကအဲ့တော့နောက်ထပ်ဆိုတဲ့ဟာကိုပြောတာနောက်တစ်မျိုးတွေကကြတော့မာတာအစတာမာတာနောက်မှတွေ့မယ်နောက်ထပ်တွေ့မယ်လို့ပြောတာမျိုးနော်မာတာခိတဲ့ကူရာဆိုင်နောက်ထပ်လာခဲ့ပါနော်အဲ့လိုမာတာနော်မာတာနဲ့မှားတာကမာတာကဇိသေးမာတာဒါပဲတည်မှစင်ရဲ့မာတာတဲ့ဆိုရင်မာတာပဲနော်ဟုတ်လားမာတာကသေးမလို့ရသေးဘူးမစားရသေးဘူးမသွားရသေးဘူးတော့မပြောရသေးဘူးလို့ပြောတဲ့ခါကျရင်မာတာတော့ကြံသေးတယ်နော်နောက်ထပ်လို့ပြောတာနောက်တစ်မျိုးကအတုကကြတော့နောက်ထပ်အချိန်ကြံသေးတယ်လုပ်ဖို့ရသေးတယ်အချိန်ရသေးတယ်အတုကောဖွန်အတုနော်နောက်ထပ်9မိနစ်ကြံသေးတယ်ဟာခမ်းမလေးနော်လို့ပြောတာနော်ကြိုးစားလိုက်9မိနစ်အောင်ချင်းရသေးတယ်နော်အဲ့လိုမျိုးပြောတာလေနော်အဲ့တော့မောရေခုပါပြောသွားတာလဲဆိုတော့မောနော်နောက်တစ်ခုကမာတာနောက်တစ်ခုကမာဒါနောက်တစ်ခုကအတုရအောင်ခွဲမယ်နော်ဆောင်းဝဲမှာအဲ့ဒါလေးလည်းမေးတယ်နော်စီစစီပါကြိုက်ကြ